အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော် Roblox ထဲက game တစ် game ကိုဆော်ပြသွားမှာပဲဖြစ်ပါတယ်ဒီ game ကအဲ့ brain rot တွေကိုစောင့်ကြပ်နေတဲ့သူတွေစီကနေခိုးရမှာပေါ့နော်အဲ့လိုဗာလေ legendary တို့ mythical တို့အဲ့လိုတိမ်လေးရှိအဲ့တိမ်လေးစီကိုရအောင်လို့လေအဲ့ဗာလေအပင်လေးတွေစပြီးတော့သွားမှာကျွန်တော်စလာချင်းလီတီလီလာတီလာကိုယူလိုက်ပါတယ်လီတီလီလာတီလာ$3ထုတ်ပြီးဆိုတော့တိတ်တော့ဆိုပါဦးနော်ပြီးတော့သူဗာလေကျူတူရီရဲ့ပြထားတာကိုကျွန်တော်အရင်လုံးလိုက်ပါတယ်သူကကိုရထားတဲ့အကောင်တွေကိုလည်း level မြင့်ပြီးလို့ရတယ်ဗျအဲ့တော့နည်းနည်းမိုက်တယ် level မြင့်လည်းပတ်စံတူတယ် speed လည်းဝယ်လို့ရတယ်ပြီးတော့တပင်တော်တော်မြန်တဲ့ဟာလည်းဝယ်လို့ရတယ်အဲ့နဲ့ဟိုဘကလူတယောက်စီကိုသွားလိုက်တော့သူတပင်ရွှေရွယ်ဗျဒါမှတက်လို့တော့မရဘူးကိုတပင်မဲ့ကိုတက်ရအဲ့ဒါနဲ့ပဲကျွန်တော်လဲအဲ့ brain rot ကောင်ခိုးလိုက်တော့ပြီးတော့ခိုးလိုက်တာပေါ့အဲ့ brain rot နာမည်တော့ကျွန်တော်လည်းမသိဘူးအဲ့မှာတက်နေတာအမှပါလဲငှက်လို့ဘာလို့ကောင်ကြီးကျွန်တော်ရလိုက်တယ်သူကတစ်ခါထုတ်ရင်$4ထုတ်တယ်ပေါ့နော်အဲ့နည်းနည်းပါပတ်စံဆူးလိုက်တယ်ပတ်စံနေရမလောက်သေးဘူး231ကိုရောက်တော့ speed ကတော်တော်ဈေးကြီးဗျ228 282တဲ့အဲ့ကြောင့်ကျွန်တော်စမ်းစုနေတာဖြစ်ပါပတ်စံ300ပြည့်တော့ speed လေးပဲတင်လိုက်ပါတယ်အမှဗာလေနာမည်မေ့နေတာရှာပြရင်ကျွန်တော်မသိတော့ပါဒီတော့ပြောတော့သူက$6ထုတ်တယ်ဗျဟိုကောင်နေထက်တာတယ်အကောင်$6ထုတ်တယ်ဗာလေဘရဟောပါနာမည်မသိတော့ခေါ်တော့ဘောနော်16ရက်နေမှာဆိုတော့နေလိုက်ယူပြီးတော့ပတ်စံနေလိုက်ယူလိုက်ပါတယ်ပြရနဲ့ကျွန်တော်အပြင်သွားဝယ်ပါတယ်အပြင်ကဘတ်တာခုရလဲဆိုတော့တစ်ခုနှစ်ခုသုံးခုပဲရပါတယ်ရီဗန်ကကြတော့အဲ့အပင်40ဟိုစောက်ရမှာပေါ့နော်ကျွန်တော်အဲ့နဲ့ပတ်စံနေအဲ့ကောပတ်စံနေယူပြီးတော့အပင်ကိုထပ်ပြီးတော့1နဲ့3 4မရတော့ပါဘူး4ခုပဲရပါတယ်ရီဗန်တော်တော်လိုပါသေးတယ်ဟိုသွားတီသွားနေပဲအမှပါလက်တီနာကာပူချီနိုကိုယူလိုက်ပါတယ်သူက$8ခုတောင်ထုတ်ပေးပါတယ်အဲ့ဟိုကောင်3ကောင်တည်းပူတာသွားပြီပေါ့နော်ကျွန်တော်အဲ့နဲ့စဉ်းစားလိုက်တယ်ဟာပတ်စံစုမယ်ဆိုပြီးတော့စုရင်လည်းအမှလူတယောက်ကျွန်တော်အဲ့လာဗာလေချင်ပန်စီနီဘနာနီနီလာပေးသွားပတ်စံကတော့အများကြီးထုတ်ပေးရဗျာအမှပတ်စံစုလိုက်တာ3 million ရောက်သွားပါတယ်အဲ့ဒါကျွန်တော်လည်း speed တင်လိုက်တယ် speed လေးပဲ average တင်လိုက်တော့ဗောနော်တခုချင်းစီတင်ပါ10ပြည့်သွားတယ်10ခုစီတင်ပါတယ်50အထိပဲတင်လို့ရပြီဗောနော်ပြီးတော့အဲ့တပင်တက်တဲ့ဟာကိုဖွင့်တပင်တက်တဲ့ဟာလည်းပဲ update လုပ်ဖို့မေးသွားပြီဗောနော်အခုအပင် new share ဝင်နေပါအပင် new share ဝင်နေတာအပင် new share ဝင်နေပါပြီအမှ legendary ရောက်ဖို့နည်းနည်းလေးပဲလိုတော့ဟောရောက်သွားပါပြီပတ်စံလည်းမရှိတော့ပါဘူးအဲ့ဒါနဲ့ဒါကျွန်တော်ရဲ့ပထမဆုံးတပင်တက်တာမလို့နှေးနေပါတယ်တော်တော်လေးကိုနှေးရဗျအဲ့ဒါနဲ့ပဲ legendary ကိုရောက်ဖို့တော်တော်ကြာမှာအဲ့ကြောင့်ခလောက်မနိုင်မိတော့အောက်ကိုပြန်ဆင်းသွားပြီဗျအဲ့တော့တော်တော်ကြာကြီးထိုင်တက်နေရတာအဲ့လေအဲ့ကြားလာတော့စိတ်ကမရှိဘူးစိတ်မရှိပေမဲ့လည်းတက်နေရတာပဲတက်နေရတာပဲဒီမှာကြဟိုအောက်ကဟာတနည်းနည်းပတ်စံပို့ကြားတယ်ဒါပေမဲ့ကျွန်တော် legendary စီပဲသွားချင်တာ legendary ရောက်တော့မှ legendary စီရောက်တော့မှ legendary စီရောက်တော့မှဆိုတော့တော်တော်ကြာတားတာရအဲ့အပင်တက်တဲ့ဟာ upgrade တင်မှာပဲရမှာမဟုတ်တော်တော်ကြာဘလို့ကြာလို့ကြာမှာငို့မသိအခုတော့ရောက်သွားပါပြီဟာအမကျွန်တော်ရွှေးနေပါပတ်စံများရအကောင်ရွှေးနေတာဘာကောင်လဲတော့မသိဘူးဒီကောင်ရသွားပါတယ်ဒါကျွန်တော်ထားဆုံးအပင်တက်ပြီးရတဲ့ဟာပဲဖြစ်ပါတယ်အခုကျွန်တော်အဲ့တော့ level 10 comment စဉ်းစားနေပါ
နောက်မှတင်မှာပါနောက်မှလည်းပဲတင်မှာပါအခုတော့မတင်သေးပါဘူးပတ်စံစုလိုက်ပါအောင်မယ်ပြီးမှတစ်ပင်တမဲဟာကို upgrade တင်လို့ရမှာအဲ့ချိန်မှတည်ရပါအဲ့ချိန်မှ level တက်ပါ level ကတော့ပတ်စံရှိတဲ့လောက်တင်လိုက်ပါတယ်ဒါပေမဲ့ပတ်စံအကုန်မတင်မဲပါလို့အဲ့လိုထားခဲ့မိမှကျွန်တော်လည်းမသိပါဘူး review လုပ်ဖို့စဉ်းစားနေပါ review လုပ်လာလို့ရှိရင်ကျွန်တော်ဒီမှာရှိသမျှအကောင့်တွေကုန်သွားမလားဆိုပြီးတော့ကျွန်တော်လည်းခေါင်းစားနေတော့လို့ဒီပဲထားလိုက်တာပါအမှပတ်စံနဲ့ share ယူပါဟိုကောင်တကောင်နဲ့ပတ်စံ33 မီလီယံအောင်ထုတ်ပေးတာပါ share ပဲလာပေးတော့အကောင်လည်းကျေးဇူးတင်ပါတယ်လို့ကျွန်တော်အပင်နေထက်ဆိုင်ပါတယ်10ခုစီပဲကျွန်တော်ထက်ဆိုင်တာပတ်စံဆိုင်စားလည်းပတ်စံမရှိတော့ပါဘူးကျေးဇူးတင်ပါတယ်လို့မစ်တကယ်ရောက်ခဲ့နီးလေးကိုပတ်စံမရှိတော့ဘူးတဲ့ကျွန်တော်အပင်စတက်ပါခုနလောက်မနေတော့ပါအခုအနေတော်လေးဖြစ်သွားပါကျွန်တော် legendary စီကိုခဏလေးနဲ့ရောက်သွားပါအဲ့တော့မစင်းပဲနဲ့ကျွန်တော်မစ်တကယ်စီကိုခုန်တက်လို့ရလားဆိုတော့ကြည့်နေပါလူရာမှတကယ်နည်းနည်းလေးပဲလူတာပါဒါပေမဲ့ခုန်တက်လို့မရပါကြော်ညာလာတက်ကြော်ညာမဟုတ်ပါသူတို့ဟာလိုက်ပြီးခိုင်းတော့တီးပါဘာမှ legendary စီမှပတ်စံများယူလိုက်ပါဒါကျွန်တော်အပေါ်ကထွက်လို့ရမယ်ထင်တယ်တကယ်တော့မရဘူးတဲ့ထပ်ယူလို့ကြည်နေပြီမဲ့လေအကောင်ကြီးကကျွန်တော်နာမပဲနေတော့ယူလာရပါဘူးနောက်တော့ကျွန်တော်လိုက်ကြည့်နေပါဘာယူလို့ယူရမယ်မသိအဲ့နဲ့ကျွန်တော်ရွှေရောင်တောက်နေဟာယူခဲ့လိုက်ပါတခါရဲခုန်ချလိုက်ရုံပဲပေါ့နော်အောက်တန်းရောက်သွားအကောင်နေရာချပြန်နေကျွန်တော်ပတ်စံနေလာယူလိုက်ပါတယ်ပတ်စံနေလာယူလိုက်တယ်ပြီးတော့ကောင်းလည်းပဲတင်လိုက်ပါတယ်အဲ့ပါလေရေးတရာခေါင်းနဲ့ကောင်းလေးပဲတင်လိုက်ပါလေးပဲ28ထိတင်မှာပဲဖြစ်ပါတယ်လေးပဲ28ရောက်ရင်သူပတ်စံဘယ်လောက်ထုတ်ပေးမလဲမသိပါဘူးကြည့်လိုက်ရအောင်ဟောကောင်းတော့မများပဲမဲ့မစိုးပါဘူးဒီကောင်းလည်းလေးပဲတင်ခေါင်းလားလို့စဉ်းစားနေပါနောက်မှပဲတင်မှာပါ3កောင်လုံး3កောင်ပေါင်းတော့မှဒီကောင်းလေးပဲတင်လိုက်ပါမယ်တကော28လောက်တင်ကောင်းမလားမသိဘူး28ထိပဲတင်တာကောင်းပါတယ်ဒီမှာ3កောင်ပေါင်းတော့ပတ်စံပိုရတာပေါ့နော်ဟိုဘက်ကငချွလေးဘာမှ3စားမရဘူးအစာပိုင်းကတော့3စားရပါတယ်နောက်ပိုင်းကျမှသူဘာမှလုံးမရ free မရဟာဒါတင်နိုင်တာဘယ်နှကောင်တင်နိုင်လဲဆိုကျွန်တော်2ကောင်တင်နိုင်သွားပါပြီ2ကောင်သာတင်နိုင်တာခုထိမတည့်ကြည့်ရသေးပါဘူးကျွန်တော်မှရှောက်ကြည့်နေပါရှော့ဆိုလို့ပတ်စံနဲ့ပေးဝယ်ရတာလားလို့ဘယ်ဟုတ်လို့ robot နဲ့ပေးဝယ်ရတာဒါရရ robot တင်တယ်ဒါ event shot event shot trader event ဒါပေမဲ့ကျွန်တော်မှဘာ event မှငိုမသိသေးဘူးအဲ့ကြောင့်ကျွန်တော်ပတ်စံနေလိုက်ယူလိုက်ပါအမသူများပြောတော့ကြည့်ရောသူကမစ်တကယ်လားမသိရောက်နေပါကျွန်တော်လည်းအဲ့နဲ့ထပ်တင်ပါတယ်မတင်ဘူးဟာပတ်စံမှမရှိပဲတင်မလို့ကျွန်တော်အဲ့နဲ့ပတ်စံသွားရှာဖို့အပေါ်တက်သွားပါတယ်ကျွန်တော်အဲ့နဲ့အကောင်လေးဆက်ရှာမယ်ဆိုပြီးတော့ဗီဒီယိုခဏရပ်ထားလိုက်ပါတယ်အမှငမန်းအောင်မှာဂျိုထွက်နေငမန်းကပတ်စံတော်တော်လေးရပါတယ်ငမန်းအောင်ပြီးရင်ပြပါမယ်မကျွန်တော်ရတာအကောင်လေးပါငမန်းဂျိုထွက်နေလဲပဲတင်လိုက်ပါသူတော့28ထိမတင်လို့မရဘူး25မှတက်သွားကျွန်တော်ကတော့မစ်တကယ်နေအောင်ရောက်သွားပါပြီဒါ event ပါလေစကင်လေးပေါ့နော်ကိုရဲ့စကင် base ရဲ့စကင်ဒီကောင်နေနဲ့တင်တော့ပတ်စံတော်တော်ရနေပါဟိုဘက်ကောင်နေရတော့ဟန်ပြတက်ပေါ့နော်အဲဒီမှာတပည့်ပေါ်တက်နေနေပဲကျွန်တော်ကန်ကောင်းတာလည်းမသိဘူးဘာလဲ legendary မှာဘာဆိုလာပဲ spawn နေတဲ့အဲ့နဲ့ကျွန်တော်လည်းမြန်တက်ယူလိုက်တယ်ပေါ့နော်ဘာဖြစ်မလဲဆိုတော့လိုက်ကြည့်လိုက်ကြတာပေါ့တက်နေတဲ့အချိန်မှာတွေ့လိုက်ပါ
ရလိုက်ပါတယ်87ပတ်စံ1500တောင်ထုတ်ပြတော်တော်မိုက်တယ်သူတို့နေရာမရှိတော့ပေမဲ့ဈေးနဲ့ကောင်အမြန်ဖယ်ပြီးထားလိုက်ပါတယ်အမှတက်ပါတယ်ရှိအောင်မလားဆိုပြီးတော့တခြားနေရာတွေလည်းကြည့်ရပါတော့အမှအခုမှတတိထားမြင်ရကတစ်စင်း legendary ဆို mythic ရဲ့ဟာရတယ် mythic ဆို mythic အပေါ်ဟာရပါအချိန်နဲ့ပေးရပါသူတို့ကအဲ့ဒါတော့နည်းနည်းတော့ပိုကောင်းတာပေါ့နော်အမှ mythic အတစ်တွေမြန်ရောက်လာဆိုရင်တော့ကြည့်နေပါဒါပေမဲ့ပတ်စံနည်းနည်းလေးပဲရတဲ့မကြိုက်သေးဘူးဗျအဲ့နဲ့ကျွန်တော်ပတ်စံနေလိုက်ယူလိုက်ပါတယ်ပတ်စံနဲ့တော်တော်ရပါတယ်100 million တော့ရောက်သွားပါတော့ဒီခေါင်းလေးနဲ့တယ်အဲ့ဟိုဘက်ကကောင်လေးတို့လည်းယူလိုက်ပါတယ်ဒီကောင်လည်းပဲတင်လိုက်ပါမယ်လည်းပဲဘယ်လောက်ထိတင်ကောင်းလဲမသိဘူးလည်းပဲတင်လိုက်မယ်ဆိုတော့လည်းပဲ20ကျော်နဲ့26ပဲတင်လို့ရတယ်ဗျာ26မှာတင်ဟိုကောင်လေးထပ်တာနေပြီဟိုကောင်လေးထက်လည်းတာဒီဘက်ကကောင်လေးဟိုဘက်ကကောင်လေးအကုန်လုံးထက်တာကျွန်တော်ပတ်စံနေလိုက်ယူလိုက်ပါတယ်45 million ရောက်သွားပါပြီအားလုံးပဲ bye bye နောက်ဗီဒီယိုမှာတွေ့ကြ